လူဆိုတာဘာရှင်းတစ်ခုတည်းမှာရက်နေရမယ်အရာတော့မဟုတ်ဘူးတခါလေလူတွေကသူတို့မြင်ဖို့သတ်မှတ်ထားတဲ့ဘောင်တစ်ခုတည်းမှာပဲအမြဲရှိနေမယ်လို့ထင်တမ်းကြရဲ့ဒီလိုကတော့ဒီလိုပဲဒီအစစ်မှန်ဆိုပြီးတော့သူတို့စိတ်ထဲကပေတယ်နဲ့လွယ်လွယ်လေးတိုင်းတာတတ်ကြတာမျိုးပေါ့ဒါမဲ့တကယ်တော့လူဆိုတာကအချိန်နဲ့မှပြောင်းလဲနေတယ်ကိုတိုးတက်အောင်အမြဲစူးစမ်းနေကြတာအစိုးဆုံးကဘာလဲဆိုတော့သူတို့စူးစမ်းတဲ့ပုံစံမျိုးမဟုတ်ရင်ဒီလူကဘာမှမဟုတ်ပါဘူးမကြိုးစားဘူးလို့သတ်မှတ်လိုက်ကြတာမျိုးပေါ့နော်သူတို့ရှောက်တဲ့လမ်းတိုင်းမလိုက်ရင်လူမှန်မဟုတ်ဘူးလို့သတ်မှတ်လိုက်ကြရောတကမ္ဘာလုံးကလူတွေအားလုံးကတော်တော်များများသူတို့စိတ်တိုင်းကြပုံစံခွဲတစ်ခုထဲမှာအံဝင်ခွင်ကြဖြစ်နေရမယ်လို့ထင်နေကြတာထူတော့ထူဆန်းနေနော်နောက်ပြီးကိုယ့်ရဲ့အားနည်းချက်တစ်ခုကိုပုံဝင်နေဝင်ခံလိုက်တဲ့အခါဒါကိုပဲအခွင့်ကောင်းယူပြီးတော့လိုက်ဖိနှိပ်တတ်တဲ့လူတွေဆိုတာလည်းရှိသေးရဲ့ဥပမာကိုကကိန်းကနန်းတွေအချက်လက်တွေကိုမှတ်တဲ့နေရာမှာတိတ်မတော်ဘူးဒါပေမဲ့ဒါလုံးဝသုံးစားရမရတာလည်းမဟုတ်ဘူးဒီနေရာမှာကိုက professional မဟုတ်တာမကျွမ်းကျင်တာပဲရှိတာအဲ့ဒါကိုကသူတို့တော်လို့အားကြပြီးတော့အမားတို့ကဒီနေရာမှာတော်လိုက်တာနော်ညီမတော့ဒါမျိုးလေးတိတ်မမှတ်တတ်ဘူးလို့ချီကျူးစကားပွပွနေနေပြောလိုက်တဲ့အခါဒါဝဲခုလုံးလုပ်ပြီးတော့ပြဿနာတစ်ခုခုကြုံတိုင်းနေကဒါလည်းမမှတ်မိတာပဲဆိုပြီးတော့အပြစ်တင်မှုတွန်းဖို့တတ်ကြတာမျိုးရှိတယ်လူတယောက်ရဲ့ပွင့်လင်းမှုကိုအားနည်းချက်တစ်ခုလိုပြန်သုံးပြီးတော့နှိမ်ချကျင်တာစိတ်ပြတ်ဖို့အရန်ကောင်းပါတယ်နော်လူဆိုတဲ့မျိုးကအသက်အရွယ်တစ်ခုအတွေ့အကြုံတစ်ခုရလာတဲ့အခါတဖြည်းဖြည်းနဲ့အတွေးခေါ်တွေကျေပြက်လာတယ်ရင်းကျက်လာတယ်ဘာရှင်းအသင့်တွေပြောင်းလာတယ်အရင်ကမစဉ်းစားတတ်တာတွေအခုစဉ်းစားမိလာတယ်ဒါကိုဘာလို့လူတွေကလက်မခံနိုင်မဲအမြဲတမ်းအတိတ်ကပုံစံဟောင်းနဲ့ပဲအကဲဖြတ်ချင်နေရတယ်ကိုယ့်ဘက်ကကောင်းကောင်းမွန်မွန်ဖြစ်ပေးတယ်ရင်ကြီးကြီးဆက်ဆံပေးတယ်စိတ်ဓာတ်ကောင်းကောင်းထားပေးတယ်ဆိုတာကအဲ့ဒီလူကိုစိတ်ကောင်းရှိပေးခြင်းလို့စိတ်ကောင်းကောင်းထားတာပါနော်ပြောရရင်အဆင်ပြေအောင်ညှိနှိုင်းပေးတာမျိုးပေါ့အဲ့ဒါကိုသူကစိတ်ကောင်းရှိတာပဲပြောရဆိုတာလွယ်တာပဲဆိုပြီးတော့အနိုင်ကျင့်လို့ရတယ်လို့ထင်တတ်ကြရပေါ့နော် positive ပဲလို့သတ်မှတ်လိုက်ကြရတယ်အဲ့လိုနဲ့သူတို့စိတ်ထဲမှာအစင်မသိတာတခုခုဖြစ်သွားပြီဆိုရင်ဒီလူကမကောင်းတော့ဘူးလို့ချက်ချင်းပုံစံတစ်မျိုးပြောင်းပြလိုက်ကြရောတကယ်ကြတော့လောကမှာအရာလုံးကလှုပ်ယူလို့ရတယ်စူးစမ်းလို့ရတယ်ဘယ်သူမှဆိုတိုးတက်ပြောင်းလဲနေမှာပဲဒါကြောင့်ဘယ်သူဟိုမှာသူတို့ရဲ့လက်ရှိအားနည်းချက်တစ်ခုတည်းနဲ့ပဲဖြစ်ဖြစ်အတိတ်ကဘာရှင်းနေပဲဖြစ်ဖြစ်အထင်မသေးသင့်ဘူးလူတိုင်းမှာကိုယ့်ရဲ့ set growth နဲ့ကိုရှိကြတယ်ကို confident နဲ့ကိုရှိကြတာမလို့တယောက်နဲ့တယောက်ဘောင်တွေခတ်ပြီးတတ်မှတ်နေကြတာမျိုးတွေမလုပ်ဘဲနဲ့အပြန်အလှန်လေးစားပေးနိုင်ရင်ကောင်းမွန်